ဒီနေ့မှာတော့ကျွန်တော်ခဏခဏမင်းနေကြတဲ့ Lot 795 Blade RS Spain အကြောင်းပြောပြမှာပါဒီ Lot 795 Blade RS Spain ရဲ့ frame ကအသက်ရလေးချိန်905 gram ပဲရှိရပါပြောရရင်တော့1 kg တော့မပြည့်ပါဘူးရှီ4လေးချိန်ကလည်း425 gram ပဲရှိတာမို့လို့ပစ္စည်းအစုံနဲ့တက်ဆင်ပြီးတော့မှ Spain တစ်စီးလုံးရဲ့အလေးချိန်က7 kg ဝန်းကျင်ပဲရှိရပါဒီတော့ခင်ဗျားတို့မြင်တာအောင်ပြောရရင်တော့အခု GNG တို့ Series Expert တို့မှာရောင်းနေတဲ့5 liter ရေသန့်မှုတစ်ဘူးရဲ့နောက်ထပ်1 liter ရေသန့်မှုနှစ်ဘူးကိုကင်ထားတဲ့အလေးချိန်ပဲခံစားရမှာပါဒါဆိုရင်ဒီလောက်ပေါ်ပြီးခိုင်ခိုင်အောင်ဘာကာဗွန်နဲ့သုံးထားလဲဆိုရင်သူတို့ရဲ့ကိုယ်ပိုင်ပြင်သစ်နည်းပညာဖြစ်တဲ့ UHN ကာဗွန်ဖိုင်ဘာအမျိုးအစားအသစ်ကိုအဓိကသုံးထားတာပါဒါတွေမကသေးပါဘူးပုံမှန်ကာဗွန်အလွှာတွေမဟုတ်ဘဲနဲ့လမ်းပေါ်ကတုံခါမှုကိုပိုပြီးစုပ်မှုအားကောင်းအောင်နဲ့စပိန်ရဲ့ကိုယ်တိုင်ပိုပြီးချစ်လက်သွားအောင် HM နဲ့ IM ဆိုတဲ့အသစ်မြစ်ကာဗွန်၃မျိုးကိုရောဆက်ပြီးစနစ်တကျပြုလုပ်ထားတာပါဒါကြောင့်မလို့လမ်းပေါ်မှာအချိန်ပြင်းပြင်းနဲ့နေတဲ့အခါမှာစပိန်ရဲ့ကိုယ်တွေကဂျိန်းထိုးတာမျိုးတွေမရှိပါဘူးဒီလိုပြည့်စုံနေတဲ့စပိန်ကြီးမှာသုံးထားတဲ့ gear တွေ brake တွေကလည်းလုံးဝအမိုက်စားပါဒီ Lot 795 Blade RS စပိန်မှာသုံးထားတာကအရင်ခေတ်ကဝါဂျိုးနဲ့ဆွဲပြီးတော့တင်ရတဲ့ gear တွေမဟုတ်တော့ပါဘူးကမ္ဘာအဆင့်မြင့်ဆုံး electronic bluetooth gear စနစ်ဖြစ်တဲ့ Shimano Dura 8 Di2 သို့မဟုတ် Branded Eastern AAS Speed gear စနစ်ကိုသုံးထားတာပါအကင်မှာရှိတဲ့ခလုံးလေးကိုနှိပ်လိုက်တာနဲ့စက္ကန့်ပိုင်းအတွင်း gear ကဝေခနဲ့အလိုအလျောက်တိတိကျကျပြောင်းလဲပေးသွားမှာပါ brake စနစ်မှာဆိုရင်လည်းမျက်နှာမြင့်မောင်းနေမှုကိုအချိန်မီထိချုပ်နိုင်ဖို့ hydraulic disc brake တွေကိုအရှိရောနောက်ပါတက်ဆင်ထားတာဖြစ်လို့ဘလောက်ပဲအချိန်မြင့်မောင်းဝိုးရွာထဲမှာလည်းမောင်းသိချလက်ချ brake အုပ်လို့ရတာပါဒီ795 Blade RS ရဲ့ကိုယ်ဒီဇိုင်းကလည်းလေခွင့်အားအကောင်းဆုံးဖြစ်လို့ပြင်သစ်အင်ဂျင်နီယာတွေကလေဥမိန်လိုင်းကောင်းထဲမှာတိတိကျကျစမ်းသပ်ထားတာပါစပိန်စီတူရဲ့နေရာ100ရာခိုင်နှုန်းကိုလမ်းမပေါ်တိုက်ရိုက်ရောက်စီရမို့လို့ပြိုင်ပွဲဝင်တွေဒေါင်းဝဲအချိန်မြင့်တဲ့အခါမျိုးတွေတောင်မှနာရီကို80 km ကနေ90 km အထိရှိရဖြစ်လို့တာမန်ဆိုင်ငယ်တွေနဲ့တောင်မှရင်မောင်တက်ပြီးမောင်းနိုင်ပါတယ်နောက်ပြီးတော့လီတိုဝါကိုတာသီးရဖို့အတွက်ကာဗွန်ကလင်ချာတွေကိုအမြင့်50 mm သို့မဟုတ်60 mm ရှိတဲ့ကာဗွန်ဘေးဝေအထူကြီးတွေကိုသုံးထားပြီးတော့တာယာပိုင်းမှာလည်းကဘာကျော် Continental GP 5000ကိုသုံးထားပါတယ်